Hello everyone ဒီတစ်ခါမှာတော့အိမ်မှာဝတ်သားတုပ်ထိုးနဲ့ကြာစံကြောကို special လုပ်စားမှာဖြစ်ပါတယ်။ဝတ်သားတုပ်ထိုးလုပ်ဖို့အတွက်မိမိကြိုက်တဲ့ဝတ်သားရဲ့အစိတ်ပိုင်းတွေကိုဝယ်ပြီးတော့တခြားလေး vinegar နဲ့ဆေးပါတယ်။ဝတ်ဥဂျူကိုတော့စားလေးနဲ့ vinegar လေးနဲ့တခြားလေးဆေးပါတယ်။ဝတ်အသေးကိုလည်း vinegar လေးနဲ့ဆေးပါတယ်။တခြားဆေးပြီးတန့်စင်ထားရဲ့ဝတ်သားရဲ့အစိတ်ပိုင်းတွေကိုရေစစ်ပြီးသွားလို့ရှိရင်တော့စားတခြားအချိုမုံပဲငပြားရဲ့အကြီးပဲငပြားရဲ့အနောက်ခယူးစီပြီးွားရင်တရုတ်မဆလာအရေးကြီးရပေါ့နော်တရုတ်မဆလာလေးထည့်တယ်ပြီးရင်ငရုတ်ကောင်းမွန်လေးထည့်ပြီးွားရင်တခြားလေးနှက်ဆက်အောင်နေလိုက်ပါမယ်နေပြီးွားတဲ့အချိန်မှာပြီးရင်ချင်းရည်လေးညှစ်ပြီးတော့တခြားလေးတရက်နှက်ထားပြီးဘူးလေးထည့်ပြီးတင်ထားလိုက်ပါမယ်ရှင်တရက်ချိုနှက်ထားတဲ့ဝတ်သားတွေကိုတော့စီချင်းစက်သွန်ဖြူနဲ့တခြားအညိုထည့်ပြီးတော့တခြားလေးစီးသက်ပါမယ်ဒီတက်တာကိုအသားစိမ့်နဲ့ပြောက်တဲ့စီကိုတေချာလေးစီတက်ပေးလိုက်ပါမယ်အသားတွေကအရည်ထွက်လာတဲ့ဒီစီတက်ပြီးွားရင်တချကူးခေါက်ရဲ့နနက်ပွင့်ရဲကိုထည့်ပြီးရေလေးထည့်ပြီးအုပ်ထားလိုက်ပါမယ်2ရေလောက်ကျရင်တော့အသားလေးနူပါပြီဒါဆိုရင်အိုးပြောင်းပြီးတော့အိတ်ထဲကလက်ရှိကျန်တဲ့အရည်လေးနည်းနည်းနဲ့ကြာစံကြောပါမယ်ကြာစံကြောကိုအရင်လိုမျိုးပုံမှန်မကြောပဲနဲ့ဒီလိုအရည်လေးနဲ့ပဲခပ်ပေါ့ပေါ့လေးကြောပါမယ်ဒါကတော့ရလာတဲ့ဝတ်သားတုပ်ထိုးတွေကိုလီးဖြတ်ပြီးတော့စားဖို့ပြင်ပါမယ်ဒါကတော့အရန်ကြိုက်တဲ့ဝက်နှစ်ရွက်ပါဝတ်သားတုပ်ထိုးကလေ pressure cooker တို့ပါတော့နဲ့ချက်လောက်ရအောင်ထိနူးစရာမလိုဘူးပေါ့နော်အရန်လဲနူးပြဲဤဝိုင်းလဲစားလို့မကောင်းပါဘူးရှင်ဝတ်သားတုပ်ထိုးချက်မယ်ဆိုလို့ရှိရင်အဲ့ဒီဝတ်သားတွေကလေးစားတွေကိုအနည်းဆုံးတရက်လောက်ကြိုနှက်တာပို့ပြီးအရသာလည်းရှိရဲစားလို့လည်းပိုကောင်းပါတယ်။ခင်အားလုံးလည်းပြင်ပြီးွားရင်ဟိပူပူလေးဆန်းပြီးတော့စားဖို့ ready ဖြစ်ပါပြီရှင်။လီးထားတဲ့တပကံပြင်ကိုဘေးမှာလည်းမလီးရသေးတဲ့ဒုတ်တိုးတွေတပကံရှိပါတယ်။စားကြပါအောင်ရှင်။ Thank you so much for watching. See you next video. Bye.